join จังလာနဲ့ hair မဲ့နေတာเนาะ OI ကျန်းနေနဲ့တော့ Valentina from Netherlands တွေပါပြန်ခိုးလို့တော့ရမယ်ပိုင်းရှိမယ်ဗျာဟုတ်ပါတယ်တော့ offlane မှာလည်း glue နဲ့ heater ဆိုတော့ lane ကတော့ငြိမ်သွားဖို့တော့ရှိမယ် online မှာလည်း granger နဲ့ Harriet ဆိုတော့ lane ကတော့ fair ဖြစ်တဲ့နေထားပါပဲเนาะ Rasodi ဘာညာနဲ့စားလို့ရတယ်လို့ Harriet ကလည်းတော့နည်းနည်းလေးပြောင်းပြီးတာဆို scale 1ဘာညာလောက်နဲ့ free စားရတာအစင်ကတော့ပြေတယ်ဗျเนาะ show trade တော့မရှိသေးဘူးအချိန်ကြီးကတော့ walking red တွေပါဒီပေါက်လာတယ်เนาะမစိုးဘူးဗျာအဲ့ဒါလေးကတော့အလီဒါကတော့ online မှာတော့ capybara cafu နဲ့ရှင်ထိန်းနေတယ်နည်းနည်းတော့ထုခံနေရတယ်ဒီဘက်မှာတော့ PS เนาะ go credit ဒီပါတွေကြိတ်ဒီဘက်မှာဂျန်ကယ်အသေးပါညာပြန်စားအောင်မယ် super mark အနေနဲ့လည်း level 4ပါညာရအောင်လို့ retrieve ပါညာမြန်မြန်ဆန်ပေါက်လိုက်တယ်ဘာလို့ပြီးတော့ online မှာရှိတဲ့ဂျန်ကယ်အသေးလေးသွားစားအောင်မယ် online မှာလည်းတာတယ်ထွက်မှာဆိုတော့ ACC ပဲဗျာဒီ online အနေနဲ့တစ်ဆင့်မှာတာတယ်ချပြောနေတယ်ပေါ့ပြတ်တယ်ချင်းရောတိုက်နားလိုက်တာစိုးစီပါကြီးอ่ะเนาะဗတ်စုယူရ damage ကအော်အပေါ်မှာ solo ကြီးဗျာ မက်ဆီက ice q ကို solo ကေးပလိုက်တယ်ဗျာเนาะနော် PS power PS တွေတော့ဖြစ်ကုန်ပြီလို့မိုက်တယ်ညီတို့နော်စောပေါက်လေးကသွားကောင်းနေတော့ကျွန်တော် ice q ကိုဒီဘက်ကဂလူးကင်မထင်တာဘရိုအဂျူရဲ့မနေ့ကတင်း7ကိုနိုင်တာအဲ့ဂလူးနဲ့ဟာစူပါမတ်ကိုပါပိုင်းနိုင်ရော PS ကထားမထားဘူးနော်စူပါမတ်အိမ်ပြန်ရမှာနေတော့နော်ဒီတာတေကတော့လာ try ကမလွယ်ဘူးအောက်မှာလည်းတောက်လျှောက်ပြီလိန်3လင်းလုံးကတာနေတာနော်တကယ်အားရဟုတ်တယ်နော်လိန်3လင်းဒါပေမဲ့ကပီဘာရာလိန်လေးကတော့တာနေတယ်ဗျအလီတာကိုနော်တော်တော်နင်းသွားတာထုခံလိုက်တာမဲ့သွားပြီဆိုတော့အမရာပေါ်လမ်းမှာတော့တာတယ်ဘာညာထွက်ပြီဆိုတော့ level 4ဘာညာ oh my ဂျင်းနေနဲ့เนาะကျွန်တော်တို့ Messi တူတူပေါင်းယူထားနေပဲ black ကလည်းတာတယ်ခုပေးထား rocket လေးနဲ့ကပ်ပုတ်တာတော်တော်မြန်တယ် paparazzi နေနဲ့အခြေအနေကြည့်နေတော့ပဲပေးလိုက်ပါပြီညီကိုတို့ skip လိုက်တဲ့သဘောပဲပေါ့เนาะဒီအနေထားတော့သူတို့အနေနဲ့လည်း first တာတယ်ကတော့ရိုင်းပြဿနာတော့မရှိပါဘူးเนาะ AI အနေနဲ့တော့ရတဲ့တာတယ်လေးယူကိုဘက်လေးကိုပြန်စားအစင်ကတော့ပြေတယ်ဘလို့ network ကတော့ထောင်နီးပါပဲအများကြီးတော့မဟုတ်သေးဘူးဆိုပေမဲ့ညာအာလီတာနေရတော့ဒါညင်းလို့တော့မရဘူးဗျဟိုမှာကျင်းနေfrom Netherlands တွေပါခိုးပြီးရတယ်ဗျာဘာတဆိုင်တော့အတိအတိုင်းပဲ Netherlands နှစ်ကွက်နဲ့ okay အဲ့ Netherlands နှစ်ကွက်ဆိုပေမဲ့ဒီဘက်เนาะစုယူကတော့ပို့ပြီးတော့အားသာချက်ပို့ရှိမယ်ထင်တယ် join တဲ့ဆိုင် Netherlands Netherlands အားပြုပြီးတော့ဆိုင်ရမှာပဲဒါပေမဲ့တစ်ဖက်မှာ Valentina လည်းအဲ့စပိတ်ပြန်ခိုးတော့ဆို Netherlands နှစ်ကွက်အောက်မှာဆိုင်မယ်ဆိုရင်တော့မှပဲjoin ကတော့နည်းနည်း electrify ပြီးနဲ့တက်နင်းလိုက်မယ်ဆိုတော့အဲ့ဟို Netherlands အရင်ကြကြကြီးခံမှာဒါပေမဲ့စုယူကလည်းတိုက်ဖတ်နေတာဆိုတော့ဒီကောင်စိုးစီပါပိုင်းလည်းမခံနိုင်တော့ဘူးNetherlands ဟုတ်တယ်ကဲဘာမှ Ribbon Monster Retreat join ရပါတယ်ဗျနောက်မှာတော့ light ချနေတော့မယ် PS Blazer နောက်မှာစိုးစီပါပိုင်းမလား join ပြန်နင်းနေမှဲ့သွားပြီနော် electrify ပြီးတွေပါ3ပြေးတာဟျောင်းရေးမင်းနော်လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင်လို့ PS နဲ့ကြောက်လဲတိုက်အတင်း connection မိနေလို့မထင်ဘူးလားဟုတ်တယ် PS နဲ့တော်တော်မားရထားကြice q ကတော့ flicker ပေးလိုက်တယ်မနော် tower တိုက်တာပါညာခံနေရတော့လေ၄ယောက်ကြားထဲမှာမတည်ကျင်တော့ flicker ပေးရတယ်တာတဲကတော့နောက်တစ်စက္ကန့်40လောက်တော့ထပ်ဆောင်အောင်မယ် AI အနေနဲ့ကတော့သူတို့ဒီတင်းဖောင်တစ်ခုတော့ပြန်မြင်လာတယ်မနော်မနေ့ကပလာနေကို2စီးနဲ့ရှုံးပြီးတဲ့နောက်မှာတော့အမတ်လိုနေပြီဆိုတာလေးတော့เนาะကျွန်တော်သိနေတဲ့ပုံပါပဲအမလဲဗဒန် walker တယ်နောက်မှာ black ထိုးခံရတယ်ဒါလေးပဲပြန်ပတ်မလား PS retriever ပေါက်စိုးစီပါလိုက်ပိုင်းတော်တော်မဲ့သွားတာ eBay ကွေးလာပါဆွဲပြပြီးတော့ basic ကိုတော့ physical ခုတ်နေသေးတယ်ဗျာ PS basic နောက်ကိုတော့အတင်းနေပြေးလိုက်ပြီးတတ်ထားနေတယ် basic ရှောင်းသွားပြီးတော့မှတော့သူ့အနေနဲ့ပြန်ပြီးတော့ညှက်သွားမလားအော် bucket တွေတပြုတ်လိုက်ကြီးဆင်းလိုက်နေပဲ super mark ကိုပါအသက်ဖြတ်ပေးထားနေပဲနောက်ထပ် ice cube လေးပါ parcel လေးဂလူးတက်ခွာတဲ့ damage လေးနဲ့ရှောင်းသွားနေပဲကဲ hero k 3ဟဲ့မလုပ်ပါနဲ့ AI ပြန်လာပြီသား AI ပြန်လာပြီဘရို PS နဲ့တူတူပြန်လာတာเนาะတကယ် record တွေပြနေတယ် record တွေပြနေတယ်ညို့နော်စိတ်ကလေးကို short ပေးတာစိတ်ကလေး short ပေးတာစိတ်လေးကို short ပေးထားလို့ရသေးလား hero k 5စီပွဲဟသွားပြီညို့အားလီကိန်းကလေးကဟုတ်တယ်4မိနစ်เนาะကျွန်တော်2500လောက်တော့ဖြတ်တော့တာဝိုင်းနေပဲ AI ဆိုเนาะကျွန်တော်ဂျာစီဝစ်လိုက်လို့ဖြစ်မယ်ဘရိုဟုတ်တယ်เนาะဘယ်မှာ brand 2မယ်ဟာဘလက်ပြောဟုတ်မဝစ်တော့ဘူးဟေးမဝစ်တော့ဟေးကျွန်တော်ဂျာစီဝစ်ထားလို့ထင်တယ်ဆိုပြီးပြောလိုက်တော့ရှိတယ် hero k ဖုံးဆိုရင်တော့ဖြတ်သေးသွားဗဒန်ထိုးတာလေတော်တော်လှလို့ပါအလီတာဟိုပါနည်းနည်းလေးတော့မျက်စောင်းတွေထိုးနေပြီအဂျူအနေနဲ့เนาะဒီဘက်မှာ paparazzi ပြန်တော့ဘတ်လာသေးတယ်အလီတာအနေနဲ့လည်းသူ့နားမှာတော့ရန်သူတွေဝိုင်းနေတဲ့အနေအထားတခုတော့သဘောပေါက်တယ်ပေါ့နော်အရန်ကြီးတော့ကျွန်တော်တို့တွေဝင်မတိုက်တော့ပါတော့ကောင်းတာလေးတခုကတော့เนาะကပီဘာရာကင်းမရသွားတာလေးပဲဘရိုဒီဂိုးလင်ကအဆင်ပြေတယ်เนาะပြောရမယ်ဆိုရင်เนาะဒီဘက်ကပီဘာရာဟီရိုကီရဝိုင်းတော့အဲ့နေရာနည်းနည်းလေးတော့အချင်းကြီးစိုးသွားနိုင်မှန်တယ်ကူက network 2500တာနေတာကိုကြည့်အောင်ကဲဆိုတော့ဒီဘက်မှာတော့ဗဒန်ထိုးချက်တွေကြမှာတော့ PS တောက်လျှောက်တွေအော်နားလိုက်တာကွာဟိုတကယ်ဘတ်ပေးထားလားခိုးဘတ်ပေးထားတာရောင်းရင်เนาะအဲ့မှာစုယူပြန်ပြီးတော့နင်းခံပြီးတေဝါမလား join လာ fine B လေးနဲ့ပတ်ပြေးပြနေတော့မယ် PS လုံးပြသွားတဲ့ကွာကြီးတော့တော်တော်လှတာပါညီကိုတို့
ဟာဟုတ်တယ်ရောဗတ်တယ်တော့ပြန်လက်ဝင်သွားတယ်စူပါမတ်ကတော့တတ်သွားသေးတယ် PS ပြတယ်ဟာအော် even ကိုလာနဲ့ပါဆွဲပြပြီးဒါမကြီးယူသွားသေးတယ်ဟောင်းရေ PS is everywhere ညီကိုတို့ရုံးပေးနေပြီ bro เนาะ PS နဲ့မှာသားကြပြောလိုက်တော့မရှိဘူး နော်ဂျွန်းတိုးပြသွားတာဟဲ့အောင်နော်တင်တော့ shut down ကြီးအနစ်ကြီးပေးရမှာဆိုပေမဲ့ ဟုတ်တယ် နော်ပေါက်စားပြတဲ့အကွက်တွေရားတယ်မှာတော့ဟီရိုကီ3အောင်မထက်ရလိုက်တာတကယ်ကောင်းတယ် မတင်အောင်ရေလုံးပြသွားတာတော့နော်မင်းအဲ့ဟိုကဘလူးဘတ်ပစ်ထဲကိုဂျွန်းထိုးပြီးတော့ရှောင်ပြသွားတယ်တော်တော်မိုက်တယ်ဒီလား မိုက်တယ်နော်မသေးသွားတဲ့ပြင်ကောင်း killing speed နဲ့ဆိုတော့နော်ဟီရိုကီတက်သွေးပြန်တက်သွားတာနဲ့ကဲအောက်လက်လီဒါလေးပါအဆင်ပြေသွားတယ်ဗျာတာဝါတွေပါချိုးပေးပြီးတော့ ဟုတ်တယ်ဟာရှေ့ yes ပြန်ပါလာနဲ့ချက်ချင်းကိုပြောင်းလဲသွားတာ အသင်းကြီးကနော်မနေ့ကပလာနေနဲ့ဆော့ခဲ့တဲ့ AI မဟုတ်တော့သလိုပဲဒီနေ့ကြာလဲ မစီစိတ်ကလေးကို short ထားပေးလို့ရအောင်မလား မစီတော်တော်ဖြစ်နေတာညီကိုနော်အဲ့မလဲကတော့မလဲချောဟက်ကန်နဲ့မပါလာဘူး Framin နဲ့တော့ခိုးထားတယ်တောက်ရှော့တွေဗတ်ဆိုင်ပြီးဗဒန်ပြေးထိုးတာလိုက် Framin နဲ့တော့ကွာအောင်မှာအမြန်မြန်ဆန်ဆန်ညို့ဘက်တရီကျွေးနေတယ်ဗနောက် Harris Zama နဲ့ Elita ထုတ်ပြီးဘေးနားလေးကပ်ပေးတာဒမ်မေကနော် Basic နဲ့ဒီဘက်မှာ Ice Cube နဲ့ကောင်းရှောင်းဝိုင်းနဲ့တာတယ်လေးကိုတော့ Supermarket ကယူသွားသေးတယ် PS ကတော့ Paparazzi ကိုပါလိုက်လံပြီးတော့ဖြည့်ရှင်းထားတယ်ဒါဘကင်းသိမ့်ပိုက်သွားတယ်အနေထားတစ်ခုမှာ Hero K 3កောင်နဲ့တာတယ်နဲ့တော့လဲလိုက်ရတယ်ဗောနော် Superman အနေနဲ့လည်း objective ကိုတော့ focus ခဲ့တယ်ဒါပေမဲ့လည်းသူ့ဘက်က hero တွေအနေနဲ့ကတော့အကြဆုံးလေးနည်းနည်းများသွားတဲ့အခိုက်အတန့်မှာတော့အရင်ကြီးတော့မတန်ဘူးလို့တော့ပြောရမှာပဲဗျနော်ဘာဖြစ်တက်ပေးလိုက်ရတာတိတ်ပြဿနာမရှိဘူးเนาะဒီဘက်မှာ Mr. ဝါရလိုက်တယ်ဤလိုကြီး2កောင်ရလိုက်3 2កောင်မဟုတ်3កောင်အောင်ရလိုက်တာเนาะကဲမစိုးဘူးနောက်6000ဗျာ9မိနစ်6000တိုက်အသေးကဒီလိုဖြစ်နေရမှာ ဟုတ်တယ်နော် သဘောပေါက်လာတာယူเนาะအသေးကြီးဆိုတာဒီလိုဖြစ်နေရ မနေ့ကတော့နာရုကီဟိုလဲဒါကျွန်တော်တို့ဟိုလိုမျိုးဝေဘန်တာတော့မဟုတ်ပဲနာရုနဲ့ကြဘလို့နည်းနည်းတော့ဆောနေသေးတယ်တိုက်တိလားဟိုကိုတော်ကြီးလိုလုံးအောင်မှာတိုက်မွေးထားအောင်မှာသီလားဟုတ်တယ်အတင်းကချက်ချင်းတော့အသားကြမှာ ချက်ချင်းတော့အသားကြမှာမဟုတ်သေးဘူးတဲ့မလားနည်းနည်းပါးပါမွေးထားပြီးတော့မှတဲ့မလားအဲ့လိုမျိုးဆက်စီကျူးပလေယာနဲ့အတွေ့အကြုံလေးပါလေးရှာခိုင်းပါနော်နည်းအတွေ့အကြုံရှာတာပေးတာများသွားတော့လေအမတ်တွေတော့ရော့နေတာဗောလေအမလဲဗရန်ဝါ2 man ပြောနေနေတော့เนาะတောက်လျှောက်လေးတော့ပြန်ပြီးတော့ပတ်တယ်ဆိုင်နဲ့ join letter 5ပြီး shut down ကြီးအော်နှစ်ကောင်သေးသွားတာပြောင်းရေလေးကောင်ချက်ချင်းပြန်ရှောသွားတယ် blue band နားမှာ triple k granger နဲ့သူ media တွေပါရသွားတော့မလားမသိဘူး Messi ညီကိုအဆင်ပြေလား Messi တကောင်မှထပ်တည်သွားတယ်ငါးကောင်လုံးထင်း white out ပြန်ပေးလိုက်တယ်ရောချီးကျူးလိုက်တာချီးကျူးတာမဆုံးသေးဘူးရောချီးကျူးတာမဆုံးသေးဘူးလို့ချီးကျူးတာမဆုံးသေးဘူးလို့ညီကိုတို့စိတ်လေးနည်းနည်း short ထားပေးလို့ရသေးလား ကပီဘာတော့ပြစ်နေပြီ bro ကပီဘာအဓိကအဲ့ Messi သွားခွာလိုက်တဲ့ကောင်ဟိုဘက်မေဂါရှေ့ထိရောက်သွားတာစတာပဲဇလန်းနေရမလုတ်တင်ဘူးအဲ့နေရ Messi လည်း over confident ဘာတော့ event ပြန်ဖြစ်သွားချက်ချင်းဘတ်တယ်တပွဲမှောက်သွားတာ ဟုတ်ပါနော်ကျွန်တော်ပထမတာနေတာ bro တင်း white out ဖြစ်သွားတော့ဟိုမှာကပီဘာရာဖတ်သွားတဲ့ပြင်နော်ကျွန်တော် AI ဘက်ကတိုက်မျက်ခုံးတွေလည်းလုံနေပြီမင်းတော့မသိဘူး ခုဒီ9မိနစ်ကိုနောက်6000တာနေရနေပြီးတော့ဖုန်းကလူကဟိုဘက်မှာတော်တော်ကြုံနေတာလို့ ခုနမိနစ်ကိုနောက်4000ဆိုအေး6000လားဟုတ်ပါ9မိနစ်ကို6000ပြတ်နေတာ ဟုတ်တယ်နော်ခုနမိနစ်ကိုနောက်6000တော့ပြတ်နေတာနဲ့ဖုံးဆိုပြီးနောက်6000ကြီးပြန်ရပါ ဟာကိုမဟုတ်ရှက်တောင်းကြီးပေးလိုက်ရလေရှိယူက 80လို့တိုင်း Harry Ju ပဲရလိုက်တာလေ ဟုတ်တယ်ဟာ ဟော AI ဘာဖ ဖ တ် တ် တော့ တော့အဲ့လိုဖြစ်နေရမှာတဲ့ပြောတာပဲလို့ AI တိုင်းနည်းနည်းလေးပြင်ပြောမယ်နော်ဒါ AFPS နဲ့လည်း perfect တော့မဖြစ်သေးဘူး bro လည်းလိုသေးတယ် သေးဘူးဖြစ်သေးဘူး Messi ဒီဘက်နည်းနည်းလေး over confident ဖြစ်နေတယ်လို့ပဲမလဲ ဟုတ်တယ်မကြီးနည်းနည်းစိတ်လျှော့ဖို့လိုနေတာ Messi လူငယ်ဆိုတော့နည်းနည်းသွေးဆိုးနေတာ bro ကျွန်တော်သတိထားမိတယ်သူ record တွေလည်းပြတယ်တစ်ဖက်ကိုနော်ပြင်လဲလိုက်ချတယ်သူရင်တော့သွားတက်ခွာတာနေမားတော့တာပဲ မကြီးစိတ်လျှော့မှရမှာ ကဲကိုလောတဲ့လော်လေးကိုတော့ဖို့ချလိုက်ပြီเนาะဒီဘက်မှာ PS ပဲရအောင် UI မှာဗဒန်ပြေးထိုးတယ် paparazzi လေးကိုပြန်ရမလား Granger တောက်လျှောက်တွေထုပေးနေတယ်မနောက်မှာ Oh my Jenny ပြန်ပြီးတော့ flicker ခုံသွားသေးတယ်ဗျ Capybara လိုက်ထုချင်နေသေးတယ်ဒါပေမဲ့လည်းဆက်တော့မလုပ်တော့ပါဆိုတော့လော်ရလိုက်တယ်ဗောနော်လော်လေးနဲ့ပဲကျင်နဲ့လေးပြန်ပြီးတော့ဗတ်လိုက်တာကောင်းမလားလို့ညီကိုတို့ရေနော်လော့ဘတ်တယ်ဆိုတော့လေလော့ရလိုက်တာနဲ့ပဲကျင်းနေရမှာပဲလော့ဖိုးချလိုက်တာနော် join အပေါ်ရောက်နေတဲ့အတိုင်းပဲနဲ့ဆိုတော့ ရအောင်ကတော့အသေးကြီးဆိုတော့အဲ့လိုဖြစ်နေရမှာလို့ပြောတယ် plan နေစတာပဲညီကိုတို့ ငါဂျာဒီဝစ်စရင်းနေရတော့ဒါရီတို့မင်းတို့ဥစ္စာတော့မဖြစ်နဲ့တိတ်ခါတော့မချနိုင် နော်ညီကိုတို့ PS နဲ့ဝင်ဆော့မှာဆိုတော့ကိုကဒီမှာအများကြီးမျောလင့်တာ Okay ဆိုတော့တစ်ချက်ကြည့်ကြတာဗောနော်ညီကိုတို့ ကဲ Harry ကနော်013 Capybara တော့ထုမှာနော်ငါမြင်အောင်နေပြီဒါရီတို့ငါမြင်အောင်နေပြီ အားပါလား 8400နော် BOD ပါလာရင်တော့ bro ဒီ Granger 10မိနစ်ပဲရှိသေးတယ် bro ပြည့်အောင်မှာ ကဲအဲ့မှာတော့အပေါ်လမ်းမှာတော့เนาะတောက်လျှောက်လေးတွေတော့เนาะကျွန်တော်တို့တာဝါတွေပါတွေတော့ပြန်တော့ယူနေတယ်ဒီလော်လေးနဲ့အတူပဲပေါ့နော်
ဆိုတော့မေဂါတလန်းပါညာတော့ရနိုင်မလားဒါပေမဲ့ကပီဘာရာပြစ်တာပါညာနဲ့မလွယ်တော့မလွယ်ပါဘူး bro လွယ်ဦးเนาะမေဂါထက်ဆိုင်မေဂါရှိအောင်မပေါက်သွားဘူးလေ second tower လေး try ကြည့်အောင်မလား လေတာဝါလေးတော့ရနိုင်ခြင်းများတယ်ဒီဘက်မက်ဆီကလည်းနည်းနည်း initiate ပေးထားဆိုတော့ရဖို့များပါတယ်ဒီမှာ Granger Sonata Rhapsody လည်းကြောက်နေရတယ်မက်ဆီဖန် slam suppress သုံးမလားဗဒန် IO fit တွေပါထိုးထားနေမှာ Go Buster မှုတ်ထုတ်လိုက်တာမက်ဆီနည်းနည်းတော့မဲ့သွားပြီ bro เนาะအဲ့ Framin Go Buster ပဲနည်းနည်းလန့်ရတာ ဟုတ်တယ်เนาะပြီးတော့ဒီဘက်ကအိုးမှန်ချင်းကြီးကလည်း Framin Netherland မခိုးရသေးဘူးဆိုတော့เนาะမဆိုင်တာပဲကောင်းပါတယ်ဘက်တရအပြင်ကတာဝါတွေအကုန်လုံးတော့ရလိုက်တယ်နောက်2500လေးတော့ပြန်တော့ရထားတယ်အများကြီးမဟုတ်တော့ဘူးနောက်2500ဒီချိန်မှာ တောင်းလောရသွားတယ် စက္ကန့်လောက်တော့ထပ်ကြည့်ရအောင် တောင်းလောရသွားလို့ညီတို့ မှန်တယ်အဲ့တော့ပါအကျွယ်ပြီးလိုက်ရရင်တော့အဲ့ဒါပြီးသွားပြီပေါ့ဂိမ်းဝိုင်းဖမ်းရတော့ဦးလို့အဲ့ကျုံမဖမ်းရတော့ဒီချိန်မှာဘလက်အင်ဂျင်တာပါလာတယ်ဒါပေမဲ့ flag ကပြန်ခုံသွားတယ်နောက် join let find beat နောက် ဆက် ဆက် နေ နေ ဦး ဦး လေး လေး ဝိုင်းမှာတော့ black ကိုတော့ paparazzi ထိုးပေးသွားတယ်ဗီဒီယိုကိတကောင်ရတယ် Harris Zama phone နဲ့ Capybara တော့အတင်းနေပြေးကပ်ပြီးထုချင်မယ်မလဲ PS ရာသီလား Capybara လွတ်တော့လွတ်မြောက်သွားတယ်မတော့ paparazzi လေးနဲ့ဒါလေးပဲလမ်းလျှောက်ပြီးပြန်ပတ်လာတယ် black တကောင်ပေးလိုက်တယ် paparazzi တကောင်ထက်ရလိုက်တယ်ဆိုတော့ total 143 trade dot buggy ရလိုက်တယ်မနော် AI ဘက်ကတော့ Iroke အကြဆုံးအတွက်ကြည့်မယ်ဆိုရင်တော့ IGL ဘက်ကနည်းနည်းလေးတော့เนาะကျွန်တော်တို့မတန်တာတော့အမှန်ပဲဒါပေမဲ့ကျွန်တော်တို့မေဂါဘာညာမပေးရသေးဘူးဆိုတော့လည်းအကောင်းဆုံးတော့ကောင်းလို့ရနေသေးတယ် Capybara ကဖူးပြစ်ပေးအောင်မလားဘောလမ်းမလဲခရီလေးတကောင်တော့ဝင်လာအောင်ပဲဗျမေဂါတောင်းလို့ရမယ်လေကာဂျင်မင်းမဲ့လဲပေါ့ပေးတာတော့ပေးထားပြီမေဂါတလန်လဲလမ်းမလဲ join ခရီလေးတော့အကောင်းဆုံးရှင်းနိုင်တယ်ပေါ်လဲဆိုင်လေးမေဂါတလန်ပွင့်သွားလေးတော့မစိုးဘူးပြိတ္တာမစိုးဘူးเนาะလောကလည်းအောက်ကထွက်မဲ့ timing ဆိုတော့ကဲပေါ်လဲမေဂါရလိုက်တာတော့ AI တော့ကတော့เนาะတော်တော်ကြီးတန်ဖိုးရှိတဲ့မေဂါပါအဓိကတော့အဲ့လိုမျိုးအရန်ဟွာလေးဘယ်လိုပြောရမလဲအချက်ဟိုဘလက်အတွက်စပဲတွေအကုန်လုံးနှီးပါသုံးလိုက်ရတာနှစ်မျိုးပိုကောင်းသွားတာအကျွေကဟုတ်တယ်ဟိုဘလက်လေ immortal တော့ပါလာပြီကဲဆိုတော့လောကလူကျင်နေတော့ပဲနောက်ဆုံးမှာ paparazzi တန်းပြတ်တာရောင်း Framin Netherland တော့မမီလိုက်ဘူးနောက်မှာ Granger တောက်လျှောက်လေးတော့ damage ပေးထားသေးတယ် Blazer ဒီပဲဆိုစီက damage တွေကြမှာ PS basic ကိုတော့ထက်ရလိုက်မယ် double gear ရတယ်နောက်မှာ join ဟာရ electrifying beat recall လေးအောင်ပြလိုက်သေးတယ် PS တကောင်ထက်ရလိုက်တယ်နောက်ဆုံးမှာတော့ Capybara လေးပါရှောသွားတာဆိုတော့လေ Hiroke အကြဆုံး၄ကောင်နောက်မှာ Ice Cube ပါတက်ခွာတိုင်းတယ် Ice Cube ပါတေသွားမယ်ဆိုရင်တော့9ကောင်ထင်း white out တော့ဖြုတ်သွားတော့မှာပဲဖြစ်ပါတယ်ဟိုတိတ်မန်စီလေးရကဲပေါ်လဲနေတန်းအပ်လို့ရမှာနှစ်ကောင်တော့ပြန်တော့တန်းအပ်လို့ရတော့တယ်ဒါပေမဲ့ paparazzi နဲ့ base နဲ့တော့ပြန်ထွက်တော့မှာ Harry damage နဲ့တော့အပ်လို့ရတော့ပါတယ်နောက်ပါလဲကျွန်တော် Crystal တို့တဲရိုက်ချိုးနေတဲ့နောက်မှာတော့ game number 1အလီတိုင်းပြစ်ချက်နေနဲ့ပဲအနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့ AI အနေနဲ့ကတော့เนาะတချို့ဒါ battle လေးတွေမှာတော့အမားလေးတွေတော့မြင်နေရတော့မဲ့ဆိုပေမဲ့နောက်ဆုံးရလမ်းမှာတော့เนาะကျွန်တော်အကောင်းဆုံးဒါကျွန်တော်တို့ performance တစ်ခုတော့မြင်လိုက်ရတယ်ပေါ့နော်အကောင်းဆုံးတော့မဟုတ်သေးဘူးလို့ AI နိုင်မဲ့လေကောင်းပါလေက game number 1နိုင်ရပါပြီပေါ့နော် game 2လေးတော့ဆက်ကြည့်အောင် PS တော်တော်ထမ်းသွားတာဒီဘက် PS တော်တော်ထမ်းသွားဒီဘက် PS တော်တော်ထမ်းနေနော် Messi လေးစိတ်နဲ့ short ဖို့လိုနေတယ်ညီကိုဒီပွဲဟိုဘက်ကဘယ်သူ့စိတ်ဆိုးနေရလဲမသိဘူးအကျွဲကိုကြည်ကြည်ပါ